ဧခံပွဲရဲ့ပထမဆုံးဟင်းလျာဟာတကယ်တော့လူသွေးတွေဖြစ်နေတာကိုအမျိုးသမီးဖြစ်သူကထိတ်လန့်တကြားရှာဖွေတွေ့ရှိသွားခဲ့ပါတယ်။ဧည့်သည်အားလုံးဟာသူတို့ရဲ့ဆူရှာတဲ့အဆွဲတွေကိုထုတ်ပြလိုက်ကြတယ်။အဲ့ဒီအချိန်ကျမှအန်နာဟာသွေးဆုပ်ဖုတ်ကောင်တွေရဲ့ဂူထဲမှာပိတ်မိနေပြီဆိုတာကိုအပြည့်အဝသဘောပေါက်သွားပါတော့တယ်။သူမဟာထွက်ပြေးဖို့အသေးအတန်ကြိုးစားပေမဲ့နောက်ကျသွားခဲ့ပါပြီမကြခင်မှာပဲသူမဟာခေါင်းတလားတစ်ခုထဲမှာပိတ်လောင်ခံလိုက်ရတယ်။မျောလင်းချက်အားလုံးကုံဆုံးတော့မဲ့အချိန်မှာပဲအလင်းထဲတစ်ခုဟာရုတ်တရက်ဖြတ်တန်းဝင်ရောက်လာခဲ့ပါတယ်။အိမ်ပေါ်မျိုးသမီးကသူမကိုလွတ်မြောက်အောင်ကူညီပေးချင်နေတာပါ။အန်နာကတန်တရားဝင်နေပေမဲ့အိမ်ဖော်ကတော့ဘာမှအများကြီးရှင်းမပြပါဘူး။သူမရဲ့သွေးမျိုးစားဟာအလွန်ရှားပါပြီးသွေးဆုပ်ဖုတ်ကောင်တွေသာအဲ့ဒီသွေးကိုတောက်သုံးမိရင်သူတို့ဟာနေအောင်ကြီးကိုကြောက်စရာမလိုတော့တဲ့အပြင်အကန့်အသတ်မရှိတဲ့စွမ်းအားတွေကိုပါရရှိလိမ့်မယ်လို့ပဲပြောပြခဲ့ပါတယ်။အဲ့ဒီအခါကျမှအန်နာဟာတထေးကြီးရဲ့လိုက်လံပိုးပန်းမှုနဲ့လက်ထပ်ခွင့်တောင်းခံမှုတွေဟာအစီအစဉ်တကျပြုလုပ်ထားတဲ့ထောင်ချောက်တစ်ခုမှန်သိလိုက်ရပါတော့တယ်။